လက်ဥကလေးရှိပြီးတော့အာယုံလေးပြုဒီကနေ့1389ခုနှစ်တော်လာစုပ်နှစ်ရက်6ရက်12လ2025စနေနေ့တနေ့တာဆွမ်းအလူရှင်အာယုံဆွမ်းအာယုံရှိုးပွဲနေစောနေရှိုးပွဲအလူရှင်များမှာဆရာလေးဩတ္တမတေကြီးနဲ့ယောဂီများအဖွဲ့မှုလူမျိုးမှာ၎င်းမိဘနှစ်ပါးကိုယေရှုရဲ့ဒေါ်နံဖွားရွှေဒေါကင်းဝင်းဖာမျိုးမှာ၎င်းကျေးဇူးတော်ရှင်ဉာဏ်ဦးဉာဏ်ကြီးကိုဆရာတော်ဘုရားကြီးကမူတာ၍ဦးတင်ကြီးဒေါကင်းထွေးမြင့်မိသားစုနဲ့မိခင်ရှုကပါ KMPK မြတ်ထက်လေးမီနီမတ်မိသားစု၃ယောက်ကမှ၎င်းဝလန်သူဦးစိုးဝင်းမြင့်ဒေါ်အေးခိုင်အားယေရှုရဲ့ဦးအောင်အောင်ဒေါခင်လှပြည့်မိသားစုမှ၎င်းကျုံတို့ယောဂီများအဖွဲ့မှ၎င်းဝါစီဦးအခန်းငါယောဂီများအဖွဲ့အမှတ်9ရပ်ကွက်ပန်းမှ၎င်းဒေါခင်မာသိဒေါမေတ္တဦးဒေါမေစင်ဦးအမှတ်2ရပ်ကွက်ပန်းမှ၎င်းထုံးအိုင်ယောဂီများအဖွဲ့မှ၎င်းဝဲလွန်သူဦးဟာမျိုးဦးအားယေရှုရဲ့ဦးဇော်ထေဒေါ်တင်မြမော်နဲ့ကြံရည်သူမိသားစုတို့မှ၎င်းလေးလင်းစစ်တို့နဲ့ယောဂီများအဖွဲ့ခံမှ၎င်းဒေါ်မြင့်မြင့်ညွန့်85နှစ်ပြည့်မွေးနေ့မှ၎င်းဦးစိုးမြင့်ဒေါ်မြဝင်းကြီးမဲပေါင်မှ၎င်းဦးအောင်လွင်ဒေါ်ထေးကြီးရဏာဒီပမှ၎င်းဦးသက်ပိုင်ဒေါ်တင်မြအမှတ်6ရပ်ကွက်ဗဟန်းမျိုးမှ၎င်းဦးနာတူအာယေရှုရဲ့ဒေါ်အေးလွေမိသားစုပေါကရိမှ၎င်းနေစွာအလူရှင်မှာဥတေအောင်ဒေါ်ခင်လမိသားစုဖနာမှ၎င်းအဆောင်သက်ယောဂီများအဖွဲ့မှ၎င်းဦးမြတ်ထွက်ဒေါ်ရှိုးစံမိသားစုကောကရိတို့မှ၎င်းအသီးလူဒန်းထွက်ကြခြင်းဖြစ်ပါတယ်ဤကုသိုလ်ရှင်ပေါင်းတို့သည်မိမိတို့စုဆောင်ချဖွေရရှိထားတဲ့ဆွေးနွေးတာထဲမှာတုံ့လို့၍သာသနာတော်မြတ်ကြီးနဲ့သူတော်ကောင်းတရားများကိုသိတဲ့သူကိုပေါ်များအထုတ်လေးရှိကြကုန်သောတန်ဃာတော်ပေါင်းရှင်မောရှင်မြတ်တို့၏သီလသမာဓိပညာကုန်နဲ့ယောဂီတော်ငါးနာရဲ့သိသိဖြည်းဖြည်းဆောင်ချလေးရှိကြကုန်သောသီလသမာဓိပညာကုန်တို့ကိုအာရုံပြုပြီးတော့အရကားခြင်းဖြစ်ပါတယ်ဤကုသိုလ်ရှင်ပေါင်းတို့သည်မိမိကိုယ်တိုင်ကလည်းပဲကျေးဇူးတော်ရှင်မြတ်ဘုရား၏အဆုံးအမကိုခံယူပြီးတော့ကြသည့်တော်ဒီများဖြစ်ကြသည့်အောက်နေတော်စွာခန္ဓာရှိဖြစ်တဲ့ဉာဏ်သိသဖြင့်ပဲပြုလျင်လက်ရှိခန္ဓာကိုယ်လည်းမကင်ပင်နာခန္ဓာကိုယ်လည်းပြုနေမတော်တာပါပဲခန္ဓာဝန္တနာဝတ္တကအပေါင်းနဲ့တော်ရရမှန်တဲ့နိဗ္ဗာန်ကိုဒီတန်တောတာအာရိတဖြစ်လူတော်တာရှိဖြစ်ပါသောကြောင့်ဒီကုသိုလ်ရှင်အပေါင်းတို့သည်ကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းဖြင့်ဒုဣသနာတော်တော်နဲ့ပြပါပါလောကီချမ်းသာနဲ့ဘောလောကရာချမ်းသာဖြစ်သောမချမ်းသာဘုရားအနေမှာချမ်းသာကိုဒီဘောဟာဤခန္ဓာဤသနာမြတ်မှာပြီးရင်လေမြန်ဘုရားမြတ်မှာပြုလည်းနေကြပါစေလို့အာယုန်ကြီးတော်တို့ရှင်ကောင်းတော်ဟာမေတ္တာကမ္မနာစီပြန်ပေးကြရအောင်ဒီနေ့နေစွမ်းဉာဏ်ကြကုန်သောဒီနေ့နေစွမ်းဉာဏ်ကြကုန်သောလူရှင်မိသားစုတွေလူရှင်မိသားစုတွေအေးရန်ကင်းကြပါစေလူရှင်မိသားစုတွေဝိယဝဆပြုကြသူတွေဘေးရန်ကင်းကြပါစေဘုရားကင်းကြပါစေ
မာရှင်သာစွာဖြင့်မိမိတို့ရဲ့ခန္ဓာဝန်ကိုရသောနိုင်ကြပါစေဣတိသဗ္ဗေမေမေကိုယူရဲ့မှန်စွာလက်ဖက်ရည်စင်ဒီပြောခြင်း
မြရကြ၍ချမ်းသာကြပါသည်တော်